ဒါအခုလက်ရှိကျွန်တော်တို့တင်မောအီရန်နိုင်ငံရဲ့ကြောက်ကွင်းကိုပြန်ရောက်နေရပါတော့ကျွန်တော်အရှိတစ်ပတ်လောက်ကစိတ်ကန်းကိုကတ်ခဲ့တယ်စိတ်ကန်းကတ်ခဲ့တာစုစုပေါင်း10ရက်တိတိကြာခဲ့တယ်ပေါ့နော်ကျွန်တော်ဒီစိတ်ကန်းကတ်ခဲ့တဲ့အချိန်တုန်းကလည်းကျွန်တော်ဗီဒီယိုတစ်ပုတ်အရှိမှတင်ပေးထားရပါတော့အခုကျွန်တော်တို့စိတ်ကန်းကနေပြီးတော့ပြန်ထွက်ခွာလာပြီအီရန်ကြောက်ကွင်းမှာပဲပြန်ပြီးတော့ကြောက်ချထားရတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ Hamas ရေလက်ကြားကိုဖျက်ဖို့အတွက်ကဒီ company ရဲ့ information နဲ့မရသေးဘူးကျွန်တော်ရေချောင်းပြပိုင်းတော့ငှားရတယ်ခုထိတော့ information မသိရသေးဘူးလက်ကြားအခြေအနေနဲ့ပတ်သက်ပြီးတော့လည်းတည်င်းထူးလေးတွေဒီတင်မောဖြတ်တန်းသွားလာခွင့်ရပြီဆိုတဲ့အကြောင်းလေးသိရရင်လည်းကျွန်တော်ရဲ့ comment လေးမှာဝင်ပြီးတော့ရေးပေးသွားပါကျွန်တော်တို့ကိုယ်တိုင်လည်းဒီရေလက်ကြားကိုဖျက်ဖို့အတွက်အခြေအနေကိုစောင့်ကြည့်နေရတာပေါ့နော်ဆိုတော့ဒီအီရန်နိုင်ငံရဲ့ကြောက်ကွဲမှာကြောက်ချထားတဲ့ဒီတင်မောသားမိသားစုဝင်တွေအနေနဲ့ပေါ့နော်တင်မောပေါ်မှာရောက်နေတယ်အင်တာနက်မမိဘူးဆိုရင်စိတ်မပူကြပါနဲ့ကျွန်တော်တို့ဒီအီရန်နိုင်ငံရဲ့ကြောက်ကွဲမှာအကုန်လုံးအဆင်ပြေပြေရှိပါတယ်ခင်ဗျာဆိုတော့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်